ဒီနေ့မှာတော့နောက်လို universe မှာလူတစ်ခါကိုကျင်းပကျွေးသွားတဲ့အမွေစိန်ချင်းကောင်တစ်ကောင်ကြောင့်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်လက်ဆက်စုပါလူလေဒီကောင်ဘလောက်မွေလဲဆိုတာကတော့နောက်တို့ကားတဲ့သူချင်းကိုမမီးတဲ့သူဆိုတာမရှိသလောက်ကိုရှားပါတယ်အင်ဒရာစလို့မာဒါရနာဂါတိုကနေကိုကိုပြောကျွန်တော်တို့အကုန်လုံးချင်းတောင်းလိုက်စားခဲ့ရတာအဲ့ဒါကြောင့်ဒီနေ့မှာတော့ဆောင်းစင်ပေါ်တင်ထားတာကြာပြီဖြစ်တဲ့ချင်းကောင်မတန်းလေးကိုထုတ်ပြီးတော့ဖတ်ကြည့်ကြပါမယ်ချင်းကောင်လေးရဲ့ဘဝကဗမာစားခဲ့လဲဆိုရင်တော့အိုဆူကီကာကူရာကိုသူသား2ယောက်စုံဝင်ပြီးတော့ဆွေးဝိုင်းလောင်းကြတဲ့အချိန်ကနေစခဲ့ပါတယ်မေမေကြီးဟာသား2ယောက်ကိုဘလို့စမ်းနိုင်ပဲဂျဲပိတ်ခံရတဲ့နေ့မှာနောက်ဆုံးကောင်းမြင်တဲ့အဖြစ်သူ့ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းလေးတစ်ခုကိုမြေပြင်ပေါ်လှုပ်ပေးလိုက်ပါတယ်ဟုတ်ပါတယ်အဲ့ဒါချင်းကောင်လေးရဲ့ပထမဆုံးဝေးဖွားခြင်းပါပဲဝေးဖွားလာပြီဆိုတော့သူ့မှာစိတ်ဆန္ဒတစ်ခုပဲရှိပါတယ်အဲ့ဒါကကာကူရာရဲ့ဆန္ဒတွေကိုပြေဝအောင်လုပ်ပေးပြီးတော့ကာကူရာနားမှာပဲငင်းချမ်းစွာအနားယူဖို့ပါပြောရရင်မမပွိုင်းလေးပေါ့ဒီလိုနဲ့စကမာပွိုင်းလေးမဟုတ်တဲ့မမပွိုင်းလေးဟာမဲတော်ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့အပူတပြင်းကိုစူးစမ်းပါတော့တယ်ဒါပေမဲ့အစာပိုင်းမှာရှင်တွေကသူ့အတွက်အလေးမတန်ခဲ့ပါဘူးဘာလို့လဲဆိုရင်အိုဆူကီညီနောင်လေးကအငယ်ကောင်ဟာနောက်ပေါ်တက်ပြီးတော့အေးအေးစစ်စစ်လက်သွားတဲ့အပြင်ကျန်တဲ့အကြီးဖြစ်သူဟိုကရိုမိုကလည်းဇက်ဆူရှိနေတာလွင်ကျန်တဲ့ဖြစ်ပျက်တွေအကုန်လုံးကိုသိနေတာကြောင့်သူ့အနေနဲ့အရင်သွားချင်းလို့ကမရပြန်ပါဘူးအဲ့ဒါကြောင့်ပဲဂျင်းကောင်လေးကအမောင်ရင်ထဲမှာပုံခုန်နေပြီးတော့အချိန်ခါကောင်းကိုစောင့်စားနေတာပေါ့ဒါပေမဲ့မိဘကိုသိတတ်တဲ့သားလေးမှဖြစ်နေတာကြောင့်ကန်တရဟာအချိန်မြောင်းသာမကြခင်မှာပဲသူ့အပေါ်ညနေသာပေးလာခဲ့ပါဒါကတော့ဟိုကရိုမိုကြီးတယောက်သားရတနာနှစ်ပါးထုံးကားလာတာအကြီးကောင်အင်ဒရာဟာပါရမီရှင်ဖြစ်ပြီးတော့ငယ်စဉ်လေးကနေရှုပညာတွေမှာဆရာကြပါတယ်ငယ်ကောင်ကတော့စောက်လွဲကောင်ပါဆိုတော့ဒီအချိန်ကိုအများနဲ့စောင့်မျှော်နေတဲ့ဂျင်းကောင်လေးကသူ့ရဲ့ပထမဆုံးခြေလှမ်းတွေကိုစာပြီးတော့လှမ်းပါတော့တယ်ဟုတ်ပါတယ်အကြီးကောင်ကိုကျင်းနေတာပါအင်ဒရာကတော်တော်လောက်မာနာကြီးရဲ့လူမျိုးပါပညာကိုမောက်တာပေါ့တစ်ဖက်မှာလူဆိုတဲ့မျိုးကလည်းမာနာကြီးလေဂျင်းထဲလို့လွယ်လေဆိုတော့ဂျင်းကောင်လေးရဲ့အဓိကပြစ်မှတ်ကအကြီးကောင်အင်ဒရာဖြစ်လာခဲ့ပါတယ်ဒါပေမဲ့လည်းဝုံတိုင်းနဲ့အတင်းချင်းသွားထည့်လို့ကလည်းမရသေးပါဘူး professional ချင်းမတယောက်ပြီခွေးကောင်ကိုစောင့်စားရပါသေးတယ်ဒီလိုနဲ့လက်ဖက်ကောင်းစားရင်ပလောင်တော်တန်နေရတယ်ဆိုတဲ့စကားပုံအတိုင်းဂျင်းကောင်လေးကရလာမဲ့ခွေးကိုစိတ်ရှိရှိနဲ့စောင့်စားနေပါဒီကြားထဲမှာတော့ဝါခေါမောက်လေးစောင်းပြီးတော့အကြီးကောင်လူကိုလှည့်ရလမ်းတစ်လျှောက်မှာမိတ်ဆွေလိုခီးသွားလိုနဲ့တောက်ကွေလေးတွေစပြီးတော့ပြစ်ပါတယ်အဲ့ဒီလိုကနေဒီနေ့မှာတော့သူ့အတွက်လောက်ွက်အကြီးတစ်ခုကရှစ်တဲ့ကိုကြောက်ချလာပါဟုတ်ပါတယ်ဟိုကရိုမိုကသူ့နေရာကိုဆက်ခံမဲ့သူကိုရွေးတဲ့ပွဲပါတားနှစ်ယောက်ကဘာကြောင့်မှမပေးပဲထွက်သွားတဲ့သူမှကြောင့်မီဇီလွာဟေထိခိုက်ပစီပြီးမိုးကောင်ရရှာဖြစ်တင်းနံစပါးမထွက်ပဲ6သွင်းနေတဲ့ကျွန်တော်ရဲ့နှလုံးသားကိုအရင်လိုစိမ့်လန်းသွားအောင်ပြန်လုပ်ပေးရမှာပွဲစားပြီးရန်အနေငယ်ကြမှာပဲကြီးကောင်ကပြန်လာခဲ့ပါတယ်ဒါပေမဲ့ငယ်ကောင်ကတော့သွားလိုက်တာမှတစ်နှစ်တင်းကြာခဲ့ပါတယ်ပြန်လာတဲ့ခါမှာတော့သူ့နောက်မှာပျော်ရွှင်နေတဲ့လူအုပ်ကြီးပါလာတာပေါ့ပြောရရင်ငယ်ကောင်ကစိတ်ကောင်းရှိပါတယ်ပေးရခံရတဲ့တောင်းဝန်အပြင်အဲ့ဒီဒေသကလူတွေလိုအပ်နေတဲ့များကိုစေတနာကောင်းကောင်းနဲ့ချိန်အများကြီးပေးပြီးလုပ်ပေးခဲ့တာပါတစ်ဖက်မှာအကြီးကောင်ဖြစ်တဲ့အင်ဒရာကတော့ခိုင်းတာပဲလုပ်ပြီးတော့ပြန်လာခဲ့တာပါဒါကြောင့်ပဲဟိုကရိုမိုကြီးကစက္ကန့်သူအဖြစ်ရွေးတဲ့အခါမှာအာရှူရာကိုပဲရွေးခဲ့ပြီးတော့အင်ဒရာကတော့အရွေးမခံခဲ့ရပါဘူးအဲ့ဒီမှာပဲအကြီးကောင်ကဂျီကောပက်လက်တွေဖြစ်ပြီးတော့တခြားနေရာကိုတိတ်တိတ်လေးထွက်သွားခဲ့ပါဒီအချိန်လေးမှာဘယ်သူမှမသိအောင်ကြိတ်ပြီးတော့ပျော်နေတဲ့လူတယောက်တော့ရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ရဲ့ဆက်လိုက်ကြောဂျင်းကောင်လေးပါသူအနည်းနည်းလားစောင်းစားခဲ့ရတဲ့အချိန်ကိုရောက်လာပြီဖြစ်ပြီးတော့အင်ဒရာကိုဂျင်းထဲဖို့ကဒီထက်ကောင်းတဲ့အချိန်ဆိုတာမရှိတော့ဘူးဆိုတာကိုလေသဘောပေါက်ခဲ့ပါတယ်ဒါကြောင့်လည်းအချိန်မဆိုင်မဲနဲ့အင်ဒရာစီအပြေးသွားခဲ့ပြီးတော့တာကြီးကငါနားလဲပါတယ်ကွာဘာညာနဲ့စာပြီးတော့ရှူးပါတယ်ဟိုကောင်လေးကိုရဲနေချင်းဖြစ်တာကြောင့်ဇက်ဆူရဲ့စကားတွေကိုယုံစားပြီးတော့အစားတသက်လို့ကိုကြံပါတော့တယ်ပထမဆုံးအနေနဲ့အလူနီးနဲ့မရရင်အကျန်းဒီတော့ရမယ်ဆိုတဲ့ဂျင်းကောင်လေးရဲ့မျှဝေပေးမှုကြောင့်အကြီးကောင်ဟာသူ့အနေနဲ့ပိုဆွဲထားဖို့လိုတာကိုနားလည်ခဲ့ပါတယ်အင်ဒရာတယောက်ဒီလိုပြောမှအောင်စောင့်နေခဲ့တဲ့ဂျင်းကောင်လေးကမန်ဂျိုကိုရှယ်ရင်းကအလွယ်ဆုံးပွင့်ကြီးကိုပြောပြခဲ့ပြီးတော့အင်ဒရာကလည်းတဝေမသိမ်းလမ်းလောက်ခဲ့တာကြောင့်မန်ဂျိုကိုရှယ်ရင်းကြီးရလာတယ်ဒီလိုနဲ့အသစ်ဆက်ရလာတဲ့စူဇာနိုကြီးစီးပြီးတော့အေကိုကျေးဇူးသွားဆက်ပါတော့ဒါပေမဲ့ငယ်ကောင်ရဲ့ power of fresh နဲ့ plot armor ကိုတော့မကျော်နိုင်ခဲ့ပဲနဲ့နောက်ဆုံးမှာတော့စူဇာနိုကြီးစီးပြီးတော့ထွက်ပြေးရပါတယ်ဒီအချိန်မှာမျိုးလုံးလေးကလေးနဲ့ကြံခဲ့တာကကျွန်တော်တို့ရဲ့ဆက်လိုက်ကြောဂျင်းကောင်လေးပါသူအနည်းနည်းလားကြိုးစားခဲ့တဲ့ဂျင်း project ကြီးကြာရှုံးသွားတာကြောင့်ယူကျုံးမရအပူလုံးကြွဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဂျင်းကောင်လေးကိုမြည်ကြပါတယ်တကယ်တော့သူကမင်းတို့ငါတို့ပို့ပြီးတော့လိမ့်သွားပါတယ်လူတိုင်းမှားရကြတာပဲလေသတ်စုလေလူပဲတစ်ခါလေးမှားပါဘူးဒါပေမဲ့ဂျင်းကောင်လေးကလက်မလျှော့ခဲ့ပဲနဲ့သူ့ရဲ့စီစဉ်ကို82ကိုပဲဆုံးဖြတ်ခဲ့ပါတယ်သူ့ရဲ့ဂျင်ကတော့လက်ရှိဖြစ်ကြောင့်အင်တာနဲ့အာရှူရာတို့ကဘလန်လိုင်းတစ်ခုကွဲသွားပြီဖြစ်ပြီးတော့အင်တာဘလန်လိုင်းကိုသာကြိုးကန်နိုင်နေရင်အချိန်မှမမေကိုပြန်ခေါ်နိုင်မယ်ဆိုပြီးတော့ဒါကြောင့်ပဲသူကအင်တာဘက်ကိုလိုက်သွားခဲ့ပြီးတော့အသစ်ထွက်ပေါ်လာမဲ့ပါမီရှင်ကိုစောင့်မျှော်နေခဲ့ပါတယ်အဲ့လိုနဲ့ချိန်ကြာတဲ့အခါမှာတော့ဟိုကရိုမိုကြီးလည်းအသက်ကြီးပြီးတော့ရှော့မဲ့ချိန်ကိုရောက်လာပါပြီဒါပေမဲ့ဟိုကရိုမိုကသူ့ရဲ့နောက်ဆုံးချိန်လေးမှာကြောက်စာတစ်ခုရေးပြီးတော့ခြံထားခဲ့ပါတယ်သူ့ရဲ့သားဖြစ်သူအင်ဒရာအပါအဝင်မျိုးဆက်သက်တွေအကုန်လုံးအတွက်ပေါ့ဒါဟာကျွန်တော်တို့ဥချီယာကြောက်စာလို့တီးခဲ့တဲ့ကြောက်စာပါဒါကိုတီးတဲ့ဂျင်းကောင်လေးကဟိုကရိုမိုမရှိတော့တဲ့ချိန်မှာတော့ကြောက်စာကိုပြင်ပြီးတော့ရေးပါတယ်အဲဒါကြောင့်ပဲအင်ဒရာနဲ့အာရှူရာညီနောင်ကစဉ်းစားလာတဲ့စမ်းကျူးနဲ့ဥချီယာကလန်တွေကဘလို့မှမတက်ရတော့ပဲတွေ့တန်းတီးနေကြတော့တာပါဒါပေမဲ့အဲ့ဒါကလည်းဇက်စုလိုချင်တဲ့ဟာပါပဲဒီလိုနဲ့ဂျင်းကောင်လေးကစောင်းစားနေရင်ကနေပဲဒီနေ့မှာတော့သူလိုချင်တဲ့ခွင့်ရေးကြီးကနောက်တစ်ချိန်ထပ်ပြီးရောက်လာခဲ့ပါတယ်အင်ဒရာရဲ့မျိုးဆက်ဥချီယာကလန်မှာမာဒါရာပေါ်လာတာ
ဒါကြောင့်ပဲတားကောင်ကိုတွေ့သွားတဲ့ကျွန်တော်တို့ရဲ့ဂျင်းကောင်လေးဟာသူ့ရဲ့လှည့်ပြောင်းမှုလုပ်ငန်းတွေအတွက်အသေးအချာကြိုးစားလာပါတော့ဒါပေမဲ့ထင်သလောက်တော့လွဲမနေခဲ့ပါဘူးဆန်ညုကလန်ဘက်ကဟာရှီရာမာကမာဒါရာကိုအသေးချာကိုသိမ်းသွင်းထားနိုင်ခဲ့ပြီးတော့ຫນွေဦးရွက်ကြီးချစ်သက်တဲ့အဖြစ်ကိုနိုဟာရွာကြီးကိုပါထူထောင်ပြလိုက်တာကြောင့်ဂျင်းကောင်လေးကငါးပါးမှမလို့ဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့မိဘစကားနားထောင်ပြီးနရယ်နဲ့လက်မလျှော့တတ်တဲ့ဂျင်းကောင်လေးဟာသူတို့နှစ်ယောက်ကိုဆက်ပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်တကယ်တော့ပြစ်မှတ်ကိုစောင့်ကြည့်ခြင်းလုပ်ငန်းစဉ်ကသူ့အလုပ်မှာအရေးပါဆုံးဖြစ်ပြီးတော့အဲဒီကရတဲ့ information တွေကိုတေချာဒေါင်းစိနေအောင်ကြီးညာထားနိုင်မှသာပြစ်မှတ်ကိုသိမ်းသွင်းတဲ့အခါမှာထိရောက်စေမှာပဲဖြစ်ပါတယ်အဲဒါကြောင့်ပဲဂျင်းကောင်လေးကမာဒါရာကိုတတိတမျိုးခိုးရတဖုံအပေါ်ကနေဆောင်အောက်ကနေဆောင်ဘေးကနေဆောင်နေရာမျိုးစုံကနေစောင့်ကြည့်ခဲ့ပါတယ်ဒါပေမဲ့မာဒါရာနဲ့ဟာရှီယာမာတို့ရဲ့ final bid မှာတော့သူ့ရဲ့ရည်မှန်းချက်ကြီးပြည့်သွားခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးတော့မာဒါရာနဲ့ဟာရှီယာမာကြားဘလို့မှရင်ကြားစေလို့မရအောင်ခွာပြဲသွားခဲ့တာအဲဒီတိုက်ပွဲထဲမှာမာဒါရာကသေဆုံးသွားခဲ့ပြီးတော့ဟာရှီယာမာကအနိုင်ရခဲ့ပါတယ်ဒါပေမဲ့မာဒါရာကအင်ဆာနာဂီနဲ့ဂျင်းနေခဲ့တာဖြစ်ပြီးတော့ဒါကိုမသိတဲ့ဟာရှီကမာဒါရာအတွက်အုပ်ဖို့တစ်ခုပါတတိချာလေးလုပ်ပေးပြီးမှထွက်သွားခဲ့တာပါမာဒါရာရဲ့ပထမအစီအစဉ်ကဘယ်သူမှမသိတဲ့အချိန်မှာအင်ဆာနာဂီနဲ့ပြန်လည်ရှင်းသန်ပြီးဟာရှီရာမာစီယာရတဲ့ဆွဲတွေနဲ့ level up လို့ပါဒါပေမဲ့သူမသိလိုက်တာကအဲ့ဒီအချိန်မှာပဲဇက်ဆုကမာဒါရာရဲ့ခန္ဓာကိုယ်လေးကိုဝင်ပြီးတော့အောင်းနေပါပြီအဲ့လိုနဲ့ပထမအချိန်ပြန်လည်ရှင်းသန်လို့ပြီးမှတော့မာဒါရာအနေနဲ့ကဘာကြီးပေါ်မြင်တဲ့အမြင်ဟာလုံးဝပြောင်းလဲသွားခဲ့ပြီးတော့ကြောက်စာထဲမှာပါတယ်ဦးချင်းရကလန်နဲ့ကဘာကြီးတစ်ခုလုံးကိုကယ်နေပေးနိုင်တာဒီ Infinite Tsukinomi ပဲရှိတယ်ဆိုတဲ့စာကြောင်းအတိုင်းပြင်မာတကယ်အကောင့်ထဲပေါ်ကိုကျိုးသွားပါတော့တယ်တကယ်ဟာဒီစာကိုဇက်ဆုကထည့်ရေးထားတာပါခိုကရိုမိုရေးတဲ့အထဲမှာအဲ့ဒီအကြောင်းတစ်လုံးမှမပါပါဘူးအားကြောင့်တစ်ဖက်မှာတော့အပျော်ကြီးပျော်နေတာကကျွန်တော်တို့ရဲ့ဂျင်းကောင်လေးပါသူချထားတဲ့ငါးစာကိုမာဒါရာကဟမ်းမိသွားပြီဖြစ်ပြီးတော့သူ့အနေနဲ့မမေ့ရင်ဝင်စီပြန်ဖို့အတွက်ခြေတလန်ပိုနီးသွားပြီမို့လို့ပါပဲအဲ့ဒီကနေပဲတရှိနိုဘီဝါမှာကြောက်တုံးဆက်ကိုကကြီးဆော့ပြီးတော့ရှုံးလာတဲ့အိုဘီတိုနဲ့ထပ်တွေ့ရတဲ့နောက်မှာတော့သူ့ရဲ့စီစဉ်တွေကထင်ထားတဲ့အထက်ကိုအများကြီးပိုပြီးဖြောင်မှုလာခဲ့ပါတယ်မာဒါရာကမသေးခင်အိုဘီတိုကိုကူဖို့ဇက်ဆုတစ်ကောင်ကိုဖန်တီးရမှာသူ့ရဲ့ကလုံးကိုခက်တီနဲ့ထည့်ပြီးတော့လွှတ်ပေးလိုက်ပါတယ်သူကတော့မာဒါရာဒုတိယအကြိမ်ရှင်းသန်မလာခင်အထိအဲ့ဒီခန္ဓာကိုယ်ထဲမှာပဲဆက်ပြီးတော့နေနေအောင်ပါအဲ့လိုနဲ့မာဒါရာရဲ့လက်လွဲမှုကိုလက်ခံပြီးနောက်ပိုင်းအိုဘီတိုဖွဲ့စည်းခဲ့တဲ့အကာဆူဂီအဖွဲ့မှာဇက်ဆုကကင်းတော့ position ကိုဝင်ယူခဲ့ပါတယ်အဓိကတာဝန်ကတော့အဖွဲ့ဝင်တွေချင်းချင်းကြားမှာဆက်သွယ်ပေးဖို့နဲ့ database တွေရှိတဲ့နေရာကိုစုံစမ်းပေးဖို့ပါဒါကလည်းသူလိုချင်တဲ့အရာပါအမိကောင်လေးမြန်မြန်စုမိလေတန်တေးကိုခေါ်ဖို့ပိုနီးလေပါအဲ့လိုနဲ့ဂျင်းကောင်လေးရဲ့အစီအစဉ်ကအောင်မြင်ဖို့တော်တော်လေးကိုကြီးစားလာပါသူ့အနေနဲ့လုပ်ဖို့ကြံတာကတခြားသူတွေတတိမထားမိအောင်အဖွဲ့တာဝန်လေးကိုပုံမှန်ထမ်းဆောင်နေပြီးတော့အမိကောင်လေးပြည့်အောင်ဆောက်စူကီနိုမီဖြစ်လာတဲ့အခါမာဒါရာစီကထွက်ပြီးမမေ့စီသွားဖို့ပါဒါပေမဲ့အချင်းတွေကခက်ခဲဖို့ဦးတည်လာခဲ့ပါတယ်တမိုင်းမှာဘယ်တော့မှမတည့်ဘူးတဲ့ရှင်လူဝီရွာကြီးတွေဟာဒီတစ်ခေါက်ကျမှထူးထူးခြားခြားစီးလုံးသွားကြပြီးတော့ကိုမင်းရဲ့ရှင်မီကိုမပေးရရဲ့အတွက်အသေးအတန်ကိုတားကြတော့မှာဒီလိုနဲ့ကိစ္စတွေအများကြီးဖြစ်သွားပြီးနောက်မှာအိုဘီတိုရဲ့လှုပ်ဆောင်ချက်တွေကြောင့်တန်တေးကိုစင့်ခေါ်နိုင်ခဲ့ပြီးဂျင်းအောင်လေးကလည်းသူ့ရဲ့ရင်မချက်တွေပြည့်ဖို့လက်တကမ်းလိုရောက်လာခဲ့ပါတယ်ဒါပေမဲ့ပန်းနိုင်ကိုရောက်ခံနေလေပို့ပြီးတော့ခက်ခဲနေဆိုတဲ့လောကနိယမှာအတိုင်းဂျင်းအောင်လေးရဲ့အစီအစဉ်ကအောင်မြင်မှုနီးလာပေမဲ့တစ်ဖက်မှာရင်ဆိုင်နေရတာကတော့တရားဟောကောင်းတဲ့ကြောင်မင်းသားတို့အဖွဲ့ပါကြောင်မင်းသားရဲ့တော်ကွီတွေကြောင့်အိုဘီတိုဟာဗပြောင်းသွားခဲ့ပြီးအရာအလုံးကိုရက်တတ်မှုကြိုးစားပါတယ်တစ်ဖက်မှာလည်းမာဒါရာကAerodansis state မှာပဲရှိနေသေးပြီးအမှန်တကယ်ပြန်မခေါ်ရသေးတာကြောင့်ဇက်ဆုဟာအိုဘီတိုရဲ့ခန္ဓာကိုယ်ကိုဝင်စီးခဲ့ပြီးတော့မာဒါရာကိုစင့်ခေါ်မဲ့ဂျူဆုကိုသုံးခဲ့ကအိုဘီတိုစီက running gun ကိုလည်းမာဒါရာလက်ထဲရောက်အောင်ကူညီခဲ့ပါတယ်အဆုံးမှာတော့ Infinite Tsukinomi ကအောင်မြင်ခဲ့တာဖြစ်ပြီးတော့ဂျင်းကောင်လေးနေနေကတော့လုံးစရာတစ်ခုပဲကြံပါတော့တယ်အဲ့ဒါကာဂူရာကိုပြန်ပြီးတော့စင့်ခေါ်ဖို့ပါပဲပြီးတော့ဒီကိစ္စကလည်းသူကိုယ်တိုင်လုံးမရမှာအဲ့လိုနဲ့သတိလန့်လို့ဖြစ်နေတဲ့မာဒါရာကိုလုံးကြံခဲ့ပြီးနောက်မှာတော့သူ့ရဲ့ချင်းမေမေကြီးဖြစ်တဲ့ကာဂူရာအိုဆူကီကိုတားအဆီးမရှိစင့်ခေါ်နိုင်ခဲ့ပြီးတဘောစာအိမ်မက်တစ်ခုပါပြည်သွားခဲ့ပါတယ်ဒါပေမဲ့လည်းဒီပျော်ရွှင်မှုကဗီတယ်တစ်ခုစာခံခဲ့ပြီးဆုံးသက်မှာတော့ကြောင်မင်းသားနဲ့စာကလေးတို့ကပဲနိုင်ရခဲ့ပြီးဂျင်းအောင်လေးကလည်းသူ့ရဲ့ချစ်လာသာသောငမေကြီးနဲ့အတူဖန်ပြန်ပြီးတော့ဂျေးပိတ်ခံလိုက်ရပါတယ်ပြောရရင်တော့ blessed ဆိုတာလူတစ်ယောက်မဟုတ်ပါဘူးခူရီသောရွယ်ချက်အတွက်ဖန်တီးခံလိုက်ရတဲ့ဖြစ်တည်မှုတစ်ခုသာဖြစ်ပါတယ်ဒီရွယ်ချက်အောင်မြင်မှုအတွက်ဘာမဆိုအကုန်လုံးမှာဖြစ်ပြီးတော့အားပြတ်သွားမယ်လက်လျှော့သွားမယ်ဆိုတာမျိုးကြီးရတယ်မရှိပါဘူးဇက်ဆုရဲ့ mission အစဟာဟိုဂရိုမိုမွေးဖွားချိန်နဲ့နှစ်ပေါင်း20လောက်ပဲကွာလာဖြစ်ပြီးတော့ကာဂူရာနဲ့ပြဆုံမဲ့အခိုက်အတန့်လေးတစ်ခုအတွက်သူဟာနှစ်ပေါင်း1000နီးပါးကြိုးစားခဲ့ရတာပါဒါကြောင့်ညီကိုတို့အနေနဲ့တစ်ခုခုကိုလိုချင်တဲ့အခါမှာဂျင်းကောင်လေးကိုအတူယူပြီးတော့ကြိုးစားကြဖို့အကြံပေးချင်ပါတယ်ဆိုတော့ဆုံးသက်အနေနဲ့ဂျင်းတဲ့ခံချင်းချင်းကင်းဝေးကြပါစေတကယ်လို့ထည့်မယ်ဆိုရင်လည်းကိုကထည့်ရလို့ဖြစ်ပါစေဗီဒီယိုလေးကဒီမှာပြီးပါပြီအဆုံးထိကြည့်ပြီးရတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကြည့်တွေ့ရမယ်